အခုသွားနေတဲ့လမ်းလေးကတော့ကျွန်တော်တော်တော်များများသိကြတယ်လမ်းလေးပါပဲဟုတ်ပါတယ်ဒါတောင်ကမန်းအင်းကံပလန်မှာဒီတောင်ကမန်းအင်းကံပလန်ကနေကျွန်တော်တို့ချောင်းလေးစီကိုဖတ်ခဲ့ကြတာကျွန်တော်တို့တွေအတွက်အတရားတွေအများကြီးပါပဲဟိုးရင်တော့လေဒီချောင်းလေးကိုကျွန်တော်တို့သိခင်နေကြပြီကျွန်တော်တို့ရှင်တန်နေထိုင်ခဲ့ကြဘူးလားပေါ့ဗျာလက်ရှိမှာတော့ကျွန်တော်တို့ဒီချောင်းလေးရနေဝေးပြီးကိုစီဝါရှင်တန်နေချရပြီပေါ့ဒီတော့လေးတဲ့ငွေချင်းအားလုံးအဲ့ဒီအချိန်ကတော့ကျွန်တော်တို့တဘောအားလုံးပေါင်းချင်ခဲ့ကြတာပါပဲဒါပေမဲ့လည်းဝါရဲ့ကန်ဆယ်ဆရာတို့ကြကျွန်တော်တို့ငွေချင်းလေးဝေးပြီးတော့လိုက်ကြတာအခုဆိုတော်တော်မဆုံးနိုင်တော့တဲ့ရက်တွေရှာမြင်လာပါပြီ